အခုကြည့်နေတဲ့သူကကိုယုံကြည်မှုအများကြီးရှိတဲ့သူလားဒါမှမဟုတ်လို့ရှိရင်ကိုအမြဲတမ်းတန်တရားဝင်နေတတ်တဲ့သူလားအခုကြည့်နေတဲ့ဒီဗီဒီယိုမှာကိုယုံကြည်မှုရှိဖို့ဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုပြပြမှာဖြစ်ပါတယ်။ Okay လူတော်တော်များများယုံကြည်မှုရှိဖို့ဆိုလို့ရှိရင် perfect ဖြစ်ဖို့လိုအပ်တယ်လို့ထင်ပါတယ်။တကယ်တော့ perfect ဖြစ်ဖို့နဲ့မဆိုင်ပါဘူး။ကိုယုံကြည်မှုရှိဖို့ဆိုတာဘယ်လိုပြောရမလဲ။ကိုဒါငါလုံနိုင်တယ်ဒါငါအတွက်မဖြစ်သေးတာပဲရှိတာမနေ့ပြန်ဒီထက်ပိုကောင်းဖြစ်ရမယ်မနေ့ပြန်ဒီထက်ပိုကောင်းရမယ်ဆိုတဲ့စိတ်တွေနဲ့ယုံကြည်မှုကိုတိဆောက်သွားရတာပါပြီးတော့ယုံကြည်မှုဆိုတာဝေးရပါတိဆောက်ထားတဲ့အရာမဟုတ်ပါဘူးဝေးရပါပါလာတာလည်းမဟုတ်ပါဘူးတနေ့ကိုနည်းနည်းချင်းစီနဲ့တိဆောက်ရယူရတဲ့အရာတစ်ခုဖြစ်ပါတယ်အဲ့တော့အဲအကြောင်းကိုပြပြမှာဖြစ်ပါတယ်တချို့ကယုံကြည်မှုရှိဖို့ဆိုလို့ရှိရင်လှဖို့ပတ်စံရှိဖို့နာမည်ကြီးဖို့လူသိများဖို့လိုအပ်တယ်လို့ထင်ကြတယ်တကယ်တော့အဲ့ဒါနဲ့မဆိုင်ပါဘူးယုံကြည်မှုရှိတဲ့သူတွေမှာအများဆုံးတူညီတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်သူတို့ကဘယ်လိုအခြေအနေမျိုးကိုပဲရောက်သူတို့ကကိုဘယ်တော့မှမစွန့်လွတ်ပါဘူးကိုအရန်ကိုချစ်ပါတယ်ကိုမစွန့်လွတ်တဲ့သူတွေကယုံကြည်မှုအရန်ရှိတဲ့သူတွေပါယုံကြည်မှုရှိတဲ့လူတွေကဒီနေ့မှာအောင်မြင်နေတဲ့သူတွေဖြစ်ပါတယ်အဲ့တော့ယုံကြည်မှုရှိတဲ့သူတွေမှာအဓိကဘာလဲဆိုရင်သူတို့တွေရောမလဲကြဘူးလားသူတို့မှာရောအမားတွေမရှိဘူးလားသူတို့ရောမပြိုလဲဘူးလားပြိုလဲဘူးတာပေါ့သူတို့မှာလည်းပြိုလဲဘူးရဲ့အချိန်လေးရှိတယ်သူတို့မှာလည်းအမားတွေအများကြီးရှိခဲ့ဘူးတဲ့သူတို့မှာလည်းဘာလို့အစင်မပြေခဲ့တဲ့အချိန်တွေအများကြီးရှိပါတယ်ဒါပေမဲ့သူတို့ဟာတခုခုကိုလုံးလို့အစင်မပြေတိုင်းတခုခုကိုလုံးလို့အမားဖြစ်တိုင်းမှာသူတို့ကဒါကိုသင်ခန်းစာအဖြစ်ယူပါတယ်ဘယ်တော့မှကိုမမုန်းပါဘူးယုံကြည်မှုမရှိတဲ့သူတွေကတခုခုလုံးလို့အစင်မပြေဘူးဆိုလို့ရှိရင်သူတို့ရဲ့အားနည်းချက်ကသူတို့ကိုယ်သူတို့မုန်းသွားတတ်ပါတယ်ဒီအရာအစင်မပြေရင်ဒီအရာဘယ်တော့မှထပ်မလုပ်တော့ပါဘူးအဲ့ဒါအရန်ကိုမှားတဲ့အရာတစ်ခုပါတကယ်တော့ယုံကြည်မှုရှိဖို့ဆိုလို့ရှိရင်ကိုဘလို့အခြေအနေမျိုးကိုပဲရောက်ဘလို့အတိုင်းအတာမျိုးကိုပဲရောက်ဘလောက်ပဲပြိုလဲဘလောက်ပဲကြာရှုံးနောက်ဆုံးမှာထနိုင်တဲ့သူကဒါလေး strong ဖြစ်တာပါအဲ့တော့ယုံကြည်မှုရှိဖို့ဆိုလို့ရှိရင်နံပါတ်1ကကိုချစ်ဖို့အရန်ရေးကြည့်ပါတယ်ကိုဘလို့အခြေအနေပဲရောက်မစွန့်လွတ်ဖို့အရန်ရေးကြည့်ပါတယ်social media ပေါ်မှာကြည့်လိုက်ရင်လူတိုင်းကအားလုံးအဆင်ပြေနေတာကိုသင်မြင်ရပါလိမ့်မယ်ဒါပေမဲ့လူတိုင်းမှာလည်းကိုပြဿနာနဲ့ကိုရှိတယ်ဆိုတာတော့မမေ့ပါနဲ့လူတိုင်းကိုကိုနဲ့ဘယ်တော့မှမနှိုင်းရှင်ပါနဲ့သူများရဲ့ chapter 10ဟာကိုရဲ့ chapter 1နဲ့ဘယ်တော့မှမနှိုင်းရှင်ပါနဲ့ကိုရဲ့ယုံကြည်မှုနဲ့ကိုလျှောက်လန်းတာအကောင်းဆုံးပါကိုလူတိုင်းမှာကိုရဲ့တန်ဖိုးတွေဟာကိုစီရှိကြပါတယ်လူတိုင်းအစင်တန်းနေအစင်တန်းမြင့်စင်ရဲချမ်းသာလူတိုင်းမှာကိုတန်ဖို့ကိုရှိပါတယ်ကိုတန်ဖို့ကိုသိအောင်လုပ်ရပါတယ်ဘလို့အခြေအနေမျိုးကိုပဲရောက်ကိုချစ်ပေးပါဘလို့အခြေအနေမျိုးကိုပဲရောက်ကိုအမြဲတမ်းအားပေးပါတခုခုကိုလုပ်တော့မယ်ဆိုလို့ရှိရင်သူတပားရဲ့အားပေးတန်ထက်ကိုစိတ်ထဲကနေပြီးတော့ငါလုံနိုင်တာပဲဆိုတဲ့အားပေးတန်ဟာအရေးအကြီးဆုံးပါပဲဒါဟာလူတစ်ယောက်ကိုယုံကြည်မှုရှိဖို့အတွက်တည်ဆောက်တဲ့အရာပါယုံကြည်မှုကိုတည်ဆောက်ဖို့ဆိုလို့ရှိရင်တိတ်တိတ်လေးကစပြီးတော့အောင်မြင်အောင်လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုဥပမာပြောရရင်ဘယ်လိုတိတ်တိတ်လေးမျိုးလဲဆိုရင်ငါမနဲ့စောစောထနိုင်တာဥပမာတစ်နေ့ကိုငါ10မိနစ်စာအုပ်10မိနစ်ဖတ်မယ်ငါဒီနေ့ဗီဒီယိုအသေးလေးတစ်ပုဒ်ကိုငါတင်နိုင်တယ်ငါဒီနေ့အားလုံးနဲ့အဆင်ပြေအောင်ငါနေနိုင်တယ်ဒီလိုတိတ်တိတ်လေးတွေကအစအောင်မြင်အောင်လုပ်ရပါတယ်ယုံကြည်မှုဆိုတာမွေးရပါအရာမဟုတ်ပါဘူးတနေ့ကိုနည်းနည်းစီနဲ့တိဆောက်သွားတဲ့အရာပါယုံကြည်မှုမရှိတဲ့သူတွေကအရေးချင်းမရှိတာမဟုတ်ပါဘူးငါမရနိုင်ဘူးဆိုတဲ့စိတ်ကသူတို့အမြဲတမ်းဟန့်တားထားတာဖြစ်ပါတယ်အတားပဲသူတို့အမြဲတမ်းတန်တရားဝင်နေတာပါကိုအမြဲတမ်းတန်တရားဝင်နေတဲ့သူကဘယ်တော့မှယုံကြည်မှုမရှိပါဘူး confidence ဆိုတာတရက်တည်းနဲ့ဖြစ်မလာပါဘူးကိုတတိပြနေတဲ့နေ့စဉ် habit တွေကနေပြီးတော့တိဆောက်လာရတာပါနောက်ဆုံးတစ်ချက်ကကိုချစ်ပါကိုက perfect မဖြစ်လဲရတယ်ကို slow ဖြစ်နေရင်လည်းရတယ်သူများလိုမဖြစ်လဲသူများနဲ့ပုံစံမတူလဲဖြစ်တယ်ကိုပုံစံနဲ့ကိုအရေးတန်တန်မိုးရှိရဆိုတာမမေ့ပါနဲ့တနေ့နည်းနည်းစီတိုးတက်နေရင်ပဲအဲ့ဒါ already great ပါပဲအဲ့တော့ confidence ဆိုတာလူတိုင်းမှာအစကလေးကရှိနေတာမဟုတ်ပါဘူးဝေးရပါလာတဲ့အရာလည်းမဟုတ်ပါဘူး
တနေ့ကိုနည်းနည်းစီတိစောက်နေရတဲ့အရာတစ်ခုပါအဲ့တော့ယုံကြည်မှုရှိတဲ့လူငယ်တွေအဖြစ်ဘဝမှာအောင်မြင်မှုတွေအများကြီးရပါစေလို့မျှော်လင့်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်ဆုံမယ်တတား